အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ဝက်ချန်တွေထွက်လာခဲ့ရင်ဘာလုပ်မလဲဆိုတဲ့ခေါင်းစဉ်ကိုရှင်းပြပေးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်စလိုက်ရအောင်ဝက်ချန်တွေထွက်လာခဲ့ရင်ဘာလုပ်မလဲဒီမေးခွန်းကိုမေးလာခဲ့ရင်ကျွန်တော်ကတော့ဒီ၃ချက်ကိုအရင်ဆုံးလုပ်မယ်။နံပါတ်1 cleansing ကိုတေချာလုပ်မယ်။ဝက်ချန်ထွက်နေတဲ့အသားအရည်အတွက် gentle cleanser တစ်ခုကိုသုံးပြီးမနက်တစ်ချိန်ညတစ်ချိန်မျက်နှာကိုညင်သာစွာတစ်မယ်။အသားအရည်ကိုတအားဖိပြီးပုတ်တိုက်တာမျိုးဂျန်တန်နဲ့ cleanser သုံးတာမျိုးတွေရှောင်ကျဉ်မယ်ဒုတိယတစ်ချက်အနေနဲ့ spot treatment ဝက်ချံပေါ်ဓာတ်ရိုက်လိမ့်တဲ့ကုသမှုသုံးမယ် salicylic acid အဆီပိတ်တာကိုဖြေလျှော့ပေးတဲ့ acid ဒါမှမဟုတ် benzoyl peroxide ဝက်ချံပေါ်ကိုရော့စေတဲ့ဆေးပစ္စည်းပါတဲ့ active ingredient product ကိုဝက်ချံပေါ်ဓာတ်ရိုက်လိမ့်ပေးမယ်ဒါကဝက်ချံကိုမြန်မြန်ခြောက်သွေ့စေပြီးရောင်ရမ်းတာကိုရောကြစေတယ်အဆုံးချက်အဆိုဓာတ်ကိုမဖြစ်မနေဖြည့်ပေးမယ်ဒီနေရာမှာတစ်ခုသိစေချင်တာကဝက်ချန်ထွက်တဲ့သူတွေအနေနဲ့ moisturizer မလိမ့်သင့်ဘူးလို့ထင်တတ်ကြတယ်ဒါပေမဲ့ lightweight ပေါ်ပါမှုနဲ့ non comedogenic ချွေးပေါက်မပိတ်စေတဲ့ moisturizer တစ်ခုက skin barrier အသားအရည်ရဲ့သဘာဝအလွှာကိုကာကွယ်ပေးတယ်ပြီးတော့အသားအရည်ကိုခြောက်သွေ့ပြီးပုံမရရန်ခြင်းမှကာကွယ်ပေးတယ်ဒီ၃ချက်ကိုမှန်မှန်ကန်ကန်လှုပ်ဆောင်မယ်ဆိုရင်ဝက်ချန်ပြဿနာကိုထိထိရောက်ရောက်ဖြေရှင်းနိုင်မှာပါသင်သားရည်နဲ့ကန့်ညီတဲ့ product ကိုရွေးချယ်ဖို့မမေ့ပါနဲ့မိတ်ဆွေတို့ရောဝက်ချန်ထွက်ရင်ဘာလုပ်လဲဆိုတာ comment မှာပြောပြခဲ့အောင်နော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ